ပဲကျွန်တော်အခုရူရော့ခီစပါပြီကျွန်တော်တို့အခုညတနာရီထိုးနေပါပြီကျွန်တော်တို့ဒီညလေရင်နဲ့တိုက်ရိုက် flight နဲ့ကျွန်တော်တို့အေတင်ကိုတော့ပါမယ်ကျွန်တော်တို့ရဲ့ official honeymoon key နေစပါပြီကျွန်တော်နဲ့တူကျွန်တော်တငယ်ချင်း2ယောက်လည်းပါပါတယ်လေမယားအသေးဆက်ဆက်လေးတွဲရှိမှာပါဒီမှာပါတငယ်ချင်းလေမယားနဲ့တွဲပါကျွန်တော်တို့နဲ့တွဲခရီးသွားပါပြီကျွန်တော်တို့စန်တိုရီနီမှာသွားပါမယ်အခုညတနာရီလေရင်နဲ့ကျွန်တော်တို့73နာရီစီးရပါမယ်ကျွန်တော်ပြန်တွေ့မယ်တို့ခု innovation ဖြတ်ပြီးပါပါပြီကျွန်တော်တို့လေမတက်ဖို့ထိုင်ဆောင်နေပါတယ်ကျွန်တော်တို့မနေ့2နာရီခွဲလေရင်နဲ့12နာရီပြီးသွားကြအောင်ဆိုစီးရမှာပါခု2နာရီရှိပါရည်ဆိုတော့2နာရီခွဲကျွန်တော်တို့2နာရီလောက်ဆိုရင်တော့လေမတက်အောင်ဒီ immigration ဖြတ်ပြီးသွားပြီကျွန်တော်လေမတက်ဖို့ထိုင်ဆောင်နေပါတယ်မတက်တဲ့နေရာမှာကျွန်တော်တကယ်ချင်းဆောင်နေတဲ့တွဲပါနေရာပါโอเคကျွန်တော်ပြေးဆုံးတယ်ကျွန်တော်နဲ့တွေ့သွားတာပါအဲ့တော့ခဏလေးခဏနားလိုက်ပါဦးမယ်ပြီးကြရင်ဆက်တွေ့မယ်ဘိုင်ဘိုင်ကျွန်တော်တို့7နာရီခွဲလေရင်စီးပြီးတဲ့အချိန်မှာကျွန်တော်တို့အေတင်လေဆိပ်ကိုရောက်ခဲ့ပါတယ်ကျွန်တော်တို့အခုအေတင်မှာကျွန်တော် Greece ကိုရောက်ခဲ့ပါတယ် Greece ရဲ့အေတင်မြို့မှာကျွန်တော်တို့အခု immigration ဖြတ်ဖို့တန်းစီနေကြပါတယ်ကျွန်တော်တို့ဟိုဒါလူ immigration ဖြတ်ဖို့တန်းစီနေရမှာလူတွေများတို့ပါပြန်တွေ့ပါမယ်Why you want to be single? Where your husband? Where your wife? Where? ကျွန်တော်လေစိတ်ထဲမှာပါကျွန်တော်တို့အခု immigration ပြန်ပြီးတော့ကျွန်တော်တို့ track မဲ့နေရာကိုသွားနေတာပါကျွန်တော်ခု luggage ထုတ်ဖို့သွားနေပါတယ်ကျွန်တော်အေးတင်ရဲ့လေစိတ်ထဲမှာပါ Here to explore this. Why? Forget it because it's why I tell you. It's not necessary to use the bus, metro, or everything because it's 10 minutes, 10 minutes, 10 minutes, 10 minutes. Walking distance. Okay? If you want to explore after seeing that map, the Temple of Poseidon is amazing. And after, with the car, sir, come here, Lagonisi, Vouliagmeni, the lake Vouliagmeni, therapist water. Get off, stop to Blitava, to eat something. Continue. ကျွန်တော်ငားလိုက်တဲ့ကားပါဒါလေစိတ်ပတ်ဝန်းကျင်ပါလေစိတ်ကပြင်ရလေစိတ်ပါလေစိတ်ဘေးမှာကျွန်တော်ကားကုမ္ပဏီတွေရှိပါတယ်အဲကားကုမ္ပဏီတွေကိုကျွန်တော်တို့ကားသေးတာOh, lagi.
တော့လေစိတ်ကနေတင်ထဲကိုသွားနေပါပြီဒါကျွန်တော်တို့ ATC တွေရောက်ပါပြီဒါကျွန်တော်တို့ ATC တွေဝင်လာပါကျွန်တော်တဲမဲ့ခုနဲ့ရောက်ပါတော့မယ်ဒီ9မိနစ်လောက်ဆိုကျွန်တော်ခုနဲ့ရောက်ပါမယ်ဆိုလေစိတ်ကနေမြို့တဲ့ဟိုနိုင်မိနစ်30နီးပါးတော့မောင်းရတယ်ဒါတို့ရဲ့ video system တွေပါအဲ့တော့ ATC ဆန္ဒပါတော့view ပြမယ်
ပြတယ် 我去骨干。 ကန်ကောင်းတယ်မှာလို့ နိုင်ပြီလေရအောင်လေ လိုက်ပြပြရိုက်ထားတယ်လားဟာဒီကတိုင်းနေရိုက် လိုက်ဆုံးရလဲဆင်းလို့မဟုတ်တော့ အချိန်တော့စေပါဘူးကန်တော့ ကျွန်တော်တို့ဆန်းဆက်ကြည့်ပြီးပြန်လာတယ်။လမ်းကျင်းနေတောင်ဆောင်ကနေထောက်ချောက်ရှင်းရမှာနော်။အပြင်မှာတော်တော်မြင့်တယ် အဲ့ကကြရတယ်ဒါကျွန်တော်တို့18 နေ့ကျွန်တော်တို့ဒီခုကအရန်အေးနေတယ်ပေါ့နော်အေးနေတဲ့အချိန်